ဒီရရတော့တယ်ဟိုဓာတ်လိုက်မယ်နော်ခင်ဗျားတို့အောင်စဘူးထိုးနေကြပြီပြိတ္တကြီးကဘသူကိုချစ်ဆိုတတ်ဘူးလားတရားတိုင်းနဲ့ဟိုနာပြိတ္တကြီးကဘသူကိုစင်ရှေ့ဝါမှာပေါ့ဆိုရင်ဥဘောကငါညီတွေငါညမတွေဟန်ကြတာကြအထူးတန်းကြည့်တာနော်ကြည့်တယ်လုံးကလေးပြုတ်ကြနေဦးမယ်ဟိုနာအန်ဒီဆိုရင်ရန်သနာဖို့ကောင်းတယ်သူကဘောက်ရှိတဲ့မှာလိုးပုံနှလုံးရှိမှရက်တယ်ဒီကဘူကိုရူပွေးလို့တော့ဘာအဲ့နာမှာကျိုးတချိုးလေးရှိတော့နည်းနည်းသတိထားပါနော်ခုနကလေကျွန်တော်အနောက်မှာကလေးလေးတယောက်ကိုလူကြီးတယောက်ကပွေ့ချီသွားရတယ်ဓာတ်လိုက်လို့လားဟိုအိပ်ပျော်နေလို့မျက်နှာမပြောင်းနဲ့မျက်နှာမပြောင်းခုနလေးကဟိုနားမှာဖျာရှာတဲ့အဖွဲ့တွေ့ပြီလားမသိဘူးစူးညနဲ့ဇမင်းသားလေးဘယ်သူအောင်စံညီလေးကိုမကြည့်တော့ဘူးပြန်နေရန်တိုက်ဘူးဟိုမာကြီးညမနဲ့မာကြီးမခင်စမ်းမြင့်ဟောမခင်စမ်းမြေမဟုတ်ပါဘူးကျွန်တော်တို့အဖွဲ့ကမိုးလင်းကနေမှအကူနှစ်ပါးသားထွက်တယ်ဆိုပြီးတော့ရှော့မတွက်နဲ့ကျွန်တော်ကပိတ်သက်တွေပြန်တဲ့အချိန်ကျမှကျွန်တော်ကသိမ်းပါဟုတ်တယ်ဒါပေမဲ့တယောက်ပြန်သိမ်းပါမယ်မပြန်သွားပြီသိမ်းကြစို့ဇမင်းသားလေးဘယ်သူဇမင်းသားလေးဘယ်သူအောင်စဘူးနော်အောင်စဘူးပြိတ္တကြီးကဘသူကိုချစ်လူလေးကိုချစ်ပြိတ္တကြီးကဘသူကိုစင်ဘသူကတဲ့ပွဲလေပွဲကလေးမှာမမြသိလို့တိုင်ကြောင်းဝင်ကြပြီမလားတရားပြီးတရားအားမရှိကြဘူးလားအဲ့မမော်ရမင်းသားကျလေးအောင်ပွဲမလို့ကြည့်ရပါဦးသမီးလေးရဲစုချလိုက်ပါရဲစုချသူကစာအုပ်ပေးတော့သူကဆရာမစာစစ်ခံနေတယ်လို့မျက်နှာလေးညီလေးဟိုမရဲ့ကြောက်တိတ်လုံးကြီးရိုက်နေဘောဝဘာဖြစ်နေဟိုဘုံဆုံးမှာဘာထဖြစ်ငါတယောက်နဲ့ဆူနေမင်းပြောလို့ဖြစ်ရှုံးမဆူခိုင်းလို့စေရှုံးမဆူရတော့အဲ့ကြောင့်မျိုးကြီးတန်ကြီးကျင့်နေရမျိုးကြီးတွေတော့မတူဟိုးကြီးနဲ့တူနေတယ်လောက်ကမိသားစုတွေတချင်းမရသေးဘူးလားဟမ်ရှေ့ကမိသားစုတွေမစိုးနဲ့နော်လောက်ကမိသားစုတွေစိုးပြီးပါလားဇမင်းသားလေးဘယ်သူအောင်စဘူးအောက်ကရတယ်ချက်ဘူးမဟုတ်ဘူးချက်ဘူးမဟုတ်ဘူးပြီးတော့ဇပြူလည်းမဟုတ်ဘူးနော်တသွေးတောင်ဖတ်နေတယ်ဟိုမညာသေးတဲ့လူတွေမနေ့မိုးလေးကျွန်တော်စီဖုန်းလေးနဲ့လာခဲ့ပါကျွန်တော်ဇာပြလေးနဲ့ခုပေးမယ်အခုရဲ့နှစ်ပါးသောသချင်းကိုအနောက်ကနေဟမ်မိုနီလိုက်ဖို့တော့ကျွန်တော်လူသုံးယောက်ရွှေ့ပေးမယ်ဟုတ်လားမရှိန်နဲ့ကလေးရဟမ်မိုနီလိုက်ဆိုလေးရအပြောင်းဝင်စတယ်ပွဲဘယ်လိုအဲ့လိုလဲအမားတို့လေဗီတာမင်ဟုံးတိုက်အောင်မအားမရှိကြဘူးညီလေးသူကလည်းအောက်ကနေရက်ခတ်ပေးနေတာညီလေးကိုလန့်ခတ်ပေးတာဟိုနေရာရောက်နေဘယ်နေရာရောက်လဲခန္ဓာကိုယ်ပေါ်ဒီလိုလေးဟိုလေးသူရလည်းပန်းတရားဘာကျင့်နေအောင်ဟောသူရမှတော့ကြာနေတာအစိမ်းရောင်လေးတော့ပန်းလေးအခုကလည်းမင်းသားနှစ်ပါးသားကနေအခုလည်းနောက်မပြောနဲ့အခုလည်းနောက်ကပန်းမသိနဲ့နော်ရစ်တောင်ကတာတေးချက်ကပါဒီလိုလေးမြည်အောင်ကအေးပါဘာဖြစ်နော်ဟေးမင်းပါချင်အောင်ပါဟေးအောင်သမီးအမတို့ပွဲကြီးအေးစေးကြီးတော့အောင်စုဘူးပွဲကိုလာဆောက်ရှောက်နေရသေးလားမင်းညီနောင်စစ်ပေါ်မှာမြင်မင်းညီနောင်ကစင်ပေါ်မှာအမတို့ပွဲတို့တစ်ချက်လောက်မေးပေးပါပွဲလို့ခေါ်တာလားပဲစီဒီလေးဖြစ်ပါအောင်မယ်ရှေ့ကလည်းရတယ်နောက်ကလည်းမိသားစုလည်းရတယ်ရပြီကိုဘေးကမိသားစုများဟောငါ့သိတာဘယ်သူမှမပေးနဲ့သိတာတောက်သွားမယ်ဇမင်းသားလေးဘယ်သူ
ငါဟိုဘက်နှစ်ချက်မိသားစုတွေတနာတယ် ဘာဖြစ်လို့တော့ မသိရင်ကုန်းမြင်ပိုင်းနဲ့ကုန်းနေပိုင်းရောက်နေတယ်လို့သူတို့ကကုန်းနေပိုင်းထဲမှာ ဟိုနာဟိုနာ ပြေးတဲ့တွေက နေအောင်မြင်ရတယ်လား ဒီအောက်ကဒီရပြေးတဲ့တွေကျတော့သူကကုန်းနေမှာညီလေးပြောတယ်လို့ကြည့်တာနေလို့ကြည့်တာ နေရတယ်သူတို့လည်း အဲ့ဒါခဏထားလိုက်ဦးဒီနောက်မှာလမ်းလေးတက်တက်ထားပေးထားတဲ့နေရာကျတော့ DND တွေကသဘောကျ ဘာဖြစ်လို့တော့ မသိရင်ကုတ်ပိုင်လေးတွေစိတ်ထားစီးနေမှာကြတတန်းလေး ဟိုနာအမေယူဟာရန်တနာတာတချင်းမရလဲကျွန်တော်သင်ပေးမယ်သူ့မှာလေသူများဆိုတဲ့ပါဇက်လေးကြည့် ဒီမသူလည်းဆိုချင်တာဟုတ် ဆိုချင်တာမိုက်ခဲချင်တာလား အတန်ကြည်ကြည်လေးကြားချင်ပါတယ်မိသားစုများရဲ့အားတွေဖြစ်ပါတယ်ဇမင်းသားလေးဘယ်သူဇမင်းသားလေးဘယ်သူ ကြည့်လည်းပိတ်တယ် ပရိသတ်ကြီးကဘသူကိုချစ် အဲ့တော့အော်တော်နာကြီးတယ်ဗျ ဟဲ့ ပြေးတဲ့ကိုဆိုရတယ် ပရိသတ်ကြီးကဘသူကိုဆွဲဘသူကတည်းပွဲလေပွဲခဏလေးနော်ကျွန်တော်တပိုက်လောက်ကကြလို့နော် အဲ့ဒါကယူမမယူမဲတော့မနေဘူးသူက မလေးမင်းသားလေးကအားရှိအောင်လို့တဲ့ကြဲကြဲလေးအော်ကြဲကြဲအော်တာခင်ဗျားတို့တားကြီးပေါ်တယ်ဗျာကျွန်တော်မှအိတ်နဲ့လန့်လို့သွားပြီ နင်စော်ကားတဲ့ ဘာစော်ကားလဲ နင်စော်ကားတဲ့ ဘာစော်ကား ငါဘက်ကပြီးမှယူမပေါ့နေလုံးမှာငါရှက်သွားနင်စော်ကားတဲ့ နေဦးဘလုံးမမဟုတ်ဘူးလေသူကယူမှာမသိချင်အောင်ဆောင်းနေတာ အခုကိစ္စကိုနေကိစ္စဆိုပြီးလိုက်ဝင်ရှုံးတယ် ဒီနေ့တော့ပတ်စံတောင်းပေးဖို့ငါတောင်းဝင်လားမသိဘူးအဲ့ဒါနေဦးနော်ပြီးဟိုဘက်ကလာခဲ့နော် နင်ကငါမိုးလို့ပြောလိုက်မယ်နင်စော်ကားတဲ့ စော်ကားလို့စော်ကားရင်တော့ အခုကိစ္စကိုနေကိစ္စဆိုပြီးလိုက်မရှုံးနဲ့အခုကိစ္စပဲနေ ဟောတော့စကားများငါမကြိုက်ဘူး ဟုတ်တယ်ငါလည်းစကားမြန်ကြိုက်ဘူးနော်ဟုတ်တယ်ဘက်ကစောက်သေးတော့မလို့ ဖေးစောကမြေမျိုးမယ် သူနဲ့တွေ့ကမှငါကပြစ်မှအာအခါတိုင်းဆိုကျွန်တော်ပြောတာငါတဲ့စောက်စကားမြန်စောက်မခဲ့တယ်ပြောအခုတော့ငါစက်ပြောလို့မဖြစ်တော့ ကိုအကိုရဟိုမိုင်းပတ်စံယူလဲ ဘူးအခုမှ သူ့မှာပြအခုစုမချလို့ဆိုအဲ့ယူလေးပတ်စံလေးကို ဒီဟာပြောမယ်မင်းအဲ့ဒါခံရတာပဲမင်းကမင်းပြောတာသူကလေမကြမင်းနားကြတာမကြည့် ပွဲယူနီဖောင်းနေလေဒီနေ့ရုံးမတော့ဘူးလို့ ဟာပဲသူတို့ကတော့သေးတယ် ယူနီဖောင်းနေနဲ့အပြာရောင်တွေဘယ်ရုံးရလဲတော့မသိဘူးဟေ့ အဲ့ဒါ သူ ရုံး တို့ တော့ ကအသက်ကြီးနေပြီသူတို့ဘေးမှာရက်တောင်နဲ့မမျက်မှန်တဲ့ကောင်မလေးဘယ်လိုကဲ ဘယ်လာကိုရုံးသွားမှာသူတို့ကမနဲ့ပွဲပြီးတယ်ရုံးတန်းတော်လေးအောင်ယူနီဖောင်းဝေးလာဒါပေမဲ့အန်ဒီရဲ့မချမ်းလဲလိုက်တော့အန်ဒီတော့တရားဒီမပေါ့ဆိုတော့မဖြစ်နိုင်ဘူးအဲ့အိမ်သားလေအရန်လာ ဈေးပတ်ရှင်ဈေးပတ် အမရဲ့နေမနဲ့ရုံးတော့ဘူးတမနဲ့ခေတခါတော့ဝစ်လာခဲ့တာဟဲ့ရေအမချိုး အဲ့ဒါပြောတာ ရောလူတွေကြတော့တွေ့ဟဲကြည်စမ်းလိုက်တာ မဟုတ်ဘူး အဲ့ဒါ သူ ဆို က တော့ ဒီနေ့မနေ့အတွက်ဒီနေ့မနေ့ရုံးသွားမို့တနေ့လာနေတော့ကြိုဝစ်လာသူကဒီနေ့ညဒီမှာလေးဖွင့်ကြည့်အောင်မယ်ဒီမှာအိတ်မယ်ဒီမှာစားမယ်မနေ့တနေ့လာနေကြတခါရုံးတန်းသွားမယ် အဲ့ဒါကြောင့်ပြောတာပါသေး ရှက်နေရလားဟိုကမိတ်ကလေးကပါရှက် ဟောဒီရက်ရှာမှာ ရှာ အေးမငေးလာအောင်မငေးလာအောင်ကျွန်တော်လည်းမုံမဲ ဒီပေါ်လား မုံမဲ ကေကောင်းရဲ့ မိုးတီတဲ့ဘလောက်ပဲအဲ့ဘာပြောရလဲမိထိုးတဲ့ဘလောက်ပေါ့ဟဲ့မပူပလနကဖုံးရှဲအဲ့ဒါဘာပြောရလဲမပူပလနကဖဲရှုံး ဖဲဆောင် ကျွန် တော့ တော်မုံ ဟုတ်လား အရှင်လက်ဥကပေါင်ပါနေတယ် ဟုတ်တော့ လက်ဥကပေါင်မြို့မှာနေတော့ပြီးလို့လက်ဥကပေါင်မြို့မှာနေတယ်ပေါင်ပြီးတော့စစ်ချက်ပြောင်းပေါ့စစ်ချက်မြို့ကိုပြောင်းတယ်စီပွားရေးချင်းနေမကောင်းလေစီပွားရေးချင်းနေမကောင်းလေမုတ်ကတိမှာထုံပြီးတော့ပလုတ်ချစ်ဆိုတော့ဥကပေါင်ပြောင်းတာ ဒီပါရီပြောနေ လက်ဥမြို့ကပေါင်ပြန်ပြောင်းအဲ့ဒါ မောက်ကတိမှာဘလို့ချင်တာလုံးကြည့် အဲ့ဒါမွန်တီဘတ် ပွဲ မောက်ကတိမှာဘလို့ချင်တယ်လောက်ကကြည့် ဘာလာ တော်ပြီကောင်းလို့ အဲ့ဒီကခိုင် ကျန်တဲ့နေအောင်စိတ်ဝင်စားအဲ့တော့မောက်ကတိမှာဘလို့ကတိမှာလောက်ကကြည့်ဆိုကျွန်တော်လည်းလေအဲ့ဒါကြောင့်ကျွန်တော်ပြဿနာထဲတာအဲ့ဒီအားမျိုးကပြောလိုက်ဒုက္ခရောက်သွားမလားမသိ ငါပြောတဲ့စကားငါနားမလဲ ဘူး ပွဲ ဟေး ပွဲ အောင်တယ်လေမောက်ကတိမှာဘလို့ကတိနဲ့လက်ကကြည့် အဲ့ဟုတ်လားဟာ အဲ့ရော တော်တော်လေးပြောတာအခုကျွန်တော်တောင်းပန်တယ်ကိုဟာ ငါလည်းတောင်းဝင်နေကြီးအဲ့အဒီကဘာဖြစ်လဲ အဲ့အန်ဒီကိုနေရာလေးတစ်ခုပြတယ်အဲ့ဒီကိုထုတ်တန်းပေါ်ကြည့်မလား အဲ့လေဒီကကို ပွဲ ကိုဝေခဲ့နေတယ် ပွဲ ကဲကမယ်ရလာမယ်ဟုတ်